သမီးတို့အရာတွေ့ရှင်တာပဲမမေသမီးတို့ရှိကိုပြန်မလာတော့လားသူများရဲ့မမေတို့ခေါ်နေတဲ့အချိန်သမီးလည်းမမေကိုမမေတို့အားရပါရခေါ်ချင်ပြီးရမမေရဲ့မမေကတော့ပြန်လာမှလည်းရှင်ဗျာဘုရားတပည့်တော်မှာဝကြွေးရှိခဲ့တယ်ဆိုရင်ဒီဘဝနဲ့ကြည်ပါစေတော့ဗျာကြည်ပါစေတော့ဒီဘဝနဲ့ဝကြွေးကြည်ပါစေတော့ဗျာချစ်ညီမတို့တမင်းနဲ့ခိုးတဲ့နေရာတော့နင်တခိုးမှပဲမဟုတ်ပါဘူးသမီးဖေဖေအတွက်ထမင်းယူသွားပေးဖို့ပါလိမ္မာလိုက်တာသမီးရဲ့စားတမင်းကောင်စားပြီးရင်အကယ်သမီးဖေဖေအတွက်တမင်းထပ်ထည့်ပေးလိုက်မယ်နော်ကျေးဇူးတင်ပါတယ်ဦးလေးကျေးဇူးတင်ပါတယ်ရှင်နော်ဘာလို့ငိုနေရလဲဖေဖေငိုတော့သမီးလည်းငိုချင်တာပေါ့သမီးရဲ့ဖေဖေငိုနေတာမဟုတ်ပါဘူးနာကျင်စရာတွေများလို့ဖေဖေကဝမ်းနေနေတာပါသမီးရဲ့သမီးဘာလဲသမီးရဲ့ဖေဖေပိုက်ဆံနေပြီလားဖေဖေတော့သမီးထမင်းယူလာပေးရပါဖေဖေစားနော်ဖေဖေမစားရပါဘူးသမီးရဲ့ဖေဖေမစားရပါဘူးဖေဖေလို့ဒုက္ခိတာကြီးကိုသမီးလေးကငငယ်ရွယ်နဲ့လောက်ကန်ရှာကျွေးနေတာဖေစစ်မကောင်းသမီးရဲ့ဖေစစ်မကောင်းဖေမစားရပါဘူးဒီသမီးကိုသမီးမှာဖေဖေကြောက်ပဲရှိရလေဖေဖေကိုရှာကျွေးရမှာပေါ့ဖေဖေစားနော်လေးမလိုက်တဲ့သမီးလေးငါလည်းနင်တို့နဲ့အတူတူပါရှင်နဲ့ဟာချီယိုကြီးမမခင်ရဟဲ့ကွာတော်ဟဲ့အဲ့လိုတော့မလုပ်နဲ့လေဟဲ့သူလည်းကစားချင်မှာပေါ့ခေါ်လိုက်ပါဟာသူပါငါပါလို့ဟာကဲလာချစ်ချင်ငါတို့နဲ့တူဟဲ့လာချစ်ချင်ငါတို့နဲ့တူကစားရအောင်ရောင်းနာဘေဘေ သမီးတို့ဘဝမှာ ရောင်းနာ ရောပါဘူးညာလွယ်ပါလေကိုရတာနဲ့တင်းတင်းရောင်းနေစားဒီမှာဝင်စားမယ်အိတ်ချိန်မှာဝင်အိမ်မယ်အခုဘင်းကင်းနဲ့ကလေးလေးဘဝသာရှိဘာလို့ကြောင်းခဏလောင်းကြရတာလဲဒါဒီနားလားပညာမတတ်ရင်စင်းရဲနေရမယ်လို့ဘုံဘုံဆုံးမထားတာလေဘာလို့ကြောင်းနောက်ကြရတာလဲပညာရေးချက်ဖေဖေရဲ့မရေးကအရေးကြီးနေလို့ပါဖေဟာပြီးတော့ရဲ့ဖေဟာဒုက္ခိတာဖြစ်နေလို့ပါဖေဟာချစ်ကဒုက္ခိတဖေကြီးလုံကျွေးနေတာပဲသာဓုအေးသွားထိုင်လိုက်ကဲအားလုံးလိုက်ဆုံးမဲ့
အိမ်နိုးချမ်းသာ အိမ်မျိုးချမ်းသာ ကောင်းစွာအိမ်မက် ကောင်းစွာအိမ်မ ရှစ်လျက်လူနဲ့ ရှင်ရလူနဲ့ စောင်းလက်နံမြ သာနာနံမြ မိစိတ်ဓာတို့ မိစိတ်ဓာတို့ ချောင်ရှားကိုမာ ချောက်ချာကူမာ လင်းစွာစိတ်တီ သေသာစိတ်ဒီ ချွင်ကြည်မျက်နာ ကျွေကြီးမျက်နာ သေခါမတွေ့ သေခါမတွေ့ လားလေပြန်မာ နားလေမြမ ဆက်ဖြာသည် သတ္တဖြာသည် မေတ္တာပွားမှုအကျိုးသည် မေတ္တာပွားမှုအကျိုးသည် တနေ့သုံးခါ တနေ့သုံးခါ ဘိုးတရားဖြင့် ဘုဒ္ဓရာဖြင့် ရှက်ကားထမင်း ရှက်ကထမင်းဟဲ့ချစ်ချင်းမိဘငါပြီးတော့ဝလာပြီလေငါတကယ်ပေးရလားကျေးဇူးတင်ပါတယ်ငယ်ချင်းဟာငါငွေချလိုက်你菜了，菜的。这次今天做俺恩熙回来的，俺带着恩熙一样的呗。要有啊。你爸妈阿姆言了，你拿妈妈出去的。其实都买的那些啊。嘿，是，你这个你没么对不说，你研究些嘛的呢？我玩的那些啊。我没顾着别人那边来没得有。